Hello အားလုံးပဲမင်္ဂလာပါမတက်ရကြရင်เนาะဒီနေ့မှာတော့ကျွန်တော်ကျွမ်းကျင်မှုတစ်ခုကိုလေ့လာတဲ့အခါမှာဘယ်လိုစာရီမှာလေ့လာရမလဲဆိုရဲအကောင်းစဉ်နဲ့ပတ်သက်မှာပြပြမှာဖြစ်ပါတယ်ကျွန်တော်လူငယ်များပါအဖြစ်ကျွမ်းကျင်မှုတစ်ခုကိုပဲဖြစ်ဖြစ်ဘယ်အရာကိုပဲဖြစ်ဖြစ်ပေါ့နော်စတင်မှလေ့လာတော့မယ်ဆိုရင်များပါအဖြစ်စဉ်းစားစရာအများကြီးရှိတတ်ကြရပေါ့နော်ပထမဆုံးအနေနဲ့သူနာမတတ်နိုင်ဘူးငွေကြီးစမပြေဘူးဆိုတော့ကျွန်တော်မတတ်တော့ဘူးလားပတ်စံရှိမှဒီပညာတွေကျွမ်းကျင်မှုတွေကိုလေ့လာနိုင်ပါလားဆွဲမင်းကုန်မျိုးပေါ့နော်ဒီနေ့လို21ရာစုမှာဆိုရင်ကျွန်တော်ကျွမ်းကျင်မှုတွေကိုလေ့လာမယ်ဆိုရင်ကျွန်တော်တို့ကိုယ်တိုင်လေ့လာခြင်းစိတ်ရှိဖို့ပဲလိုရပေါ့နော်ပထမဆုံးအချက်အနေနဲ့တော့ဒီနေ့ခေတ်မှာဆိုရင်အင်တာနက်ကနေရာတကာမှာရှိရဲအင်တာနက်မရှိတဲ့နေရာဒေသတွေမှာဆိုလဲကျွန်တော်ဗီဒီယိုတွေ download ဆွဲခြင်းအဖြစ်လဲလေ့လာလို့ရနိုင်ရပေါ့နော်တံပေးချင်တာဆိုတော့ YouTube ဒုတိယက Coursera အစရှိတဲ့တခြား website တွေလည်းအများကြီးရှိပေါ့နော်ဒီနေရာတွေအကုန်လုံးကနေကျွန်တော်စတင်ပြီးမှကိုဝါဒနာပါတာဒါမှမဟုတ်ကိုယ့်ရဲ့အသက်မွေးကြောင်းကိုအထောက်အကူပြုပေးနိုင်တဲ့ကျွမ်းကျင်မှုတစ်ခုတွေကိုYouTube မှာစတင်ပြီးမှလေ့လာတဲ့နေပေါ့နော်အရေးဆုံးချက်ကတော့ကိုကဘာကိုလေ့လာမလဲဆိုတော့ကိုသိဖို့လိုရပေါ့နော်ပထမဆုံးအနေနဲ့ကကိုကဘယ်ဟာကိုစိတ်ဝင်စားရလဲဘယ်ဟာကကိုအသက်မွေးကြောင်းလုပ်ဖို့ဒီဒါမှမဟုတ်လဲကိုရဲ့အသက်မွေးကြောင်းတစ်ခုမှာအထောက်အကူပြုနိုင်မဲ့ပညာရဲ့ကျွမ်းကျင်မှုတစ်ခုကဘယ်ဟာဖြစ်မလဲဆိုတာစဉ်းစားဖို့လိုရပေါ့နော်ခုဒီမှာကြည့်နေတဲ့တူတူလည်းအတူတူပဲပေါ့နော်ကိုကဘယ်ဟာကိုစိတ်ဝင်စားလဲဆိုတော့ပထမဆုံးအချက်အနေနဲ့ရွေးချယ်တဲ့ဒုတိယအနေနဲ့ကတော့ကျွန်တော်တို့ဒီဟာကိုဘေကနေတော့လေ့လာမလဲပေါ့နော်ပထမဆုံးလေ့လာလို့ရတဲ့နေရာက free လေ့လာလို့ရတဲ့နေရာက YouTube ဖြစ်တယ်ပေါ့နော် YouTube ကနေကိုကရှာလိုက်လို့ရတယ်ပေါ့နော်beginners tutorial for blah 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 ပေါ့နော်ကိုကဘေးကနေစလေ့လာမလဲပေါ့နော်ဒါပေမဲ့တခုရှိတာကကျတော့အခုနောက်ပိုင်းမှာ YouTube မှာလည်းမြန်မာလို tutorial တွေတင်ပေးတဲ့ဟာအများကြီးရှိပြီဆိုတော့မြန်မာစကားတက်ရုံနဲ့လည်းလေ့လာလို့ရတယ်ဒါပေမဲ့ကိုကပို့ပြီးမှအများကြီးတက်ချင်တယ်ဆိုတော့ဒုတိယ language အနေနဲ့ English ကိုအရင်လေ့လာဖို့ကြံပေးရှင်နေပေါ့နော် English ကတက်ပြီဆိုရင်တော့ကျွန်တော်တို့ခုနလိုမြန်မာတွေမတင်ထားတဲ့ content တွေကိုကျွန်တော်အင်္ဂလိပ်လိုတွားလေ့လာလို့ရနိုင်မှာဖြစ်ပါတယ်ပေါ့နော်တတိယအချက်အနေနဲ့ကတော့ကျွန်တော်စလုပ်ဖို့ပါပြီပေါ့နော်အဓိကကျွန်တော်လူငယ်တွေကတွေးတာများကြရပေါ့နော်ဒီဟာလုံးမယ်ဟွာလုံးမယ်နက်ရှိလိုက်ညရှိလိုက်ပေါ့နော်ကျွန်တော်စတင်လိုက်ဖို့ပဲရည်ကြီးရပေါ့နော်အများကြီးအချိန်အများကြီးပေးစရာမလိုတနေ့ကိုတနားရီတောင်မဟုတ်နာရီဝက်ရတယ်အဓိကဖြည်းဖြည်းနဲ့မမစဖို့အရေးကြီးရပေါ့နော်ဖြည်းဖြည်းနဲ့မမစတင်လိုက်ဖို့အရေးကြီးတယ်အခုဒီဗီဒီယိုကြည့်နေလို့လဲကိုကတကယ်ပဲကိုအားရဲ့ခြင်းတွေကိုကောင်းကောင်းအသုံးချခြင်းတွေဆိုရင်ကိုကဘာဖြစ်ချင်တာလဲကိုမေးပါမေးပြီးမှအများကြီးအကုန်လုံးတစ်ခါလိုက်မလုပ်နဲ့ပေါ့နော်တခုတည်းကိုပဲပထမဆုံးအနေနဲ့တရက်ကိုတနားရီဆိုလဲတနားရီတရက်ကိုနားရီဝက်ဆိုရင်နားရီဝက်ပေးမှ YouTube ကနေစပြီးမှလေ့လာလိုက်ပါလို့ကြံပေးခြင်းတယ်ဒီနေ့ကတော့ဒီလောက်ပဲပေါ့နော်များလာဖြစ်ကျွန်တော်ဒီ page မှာဆိုရင် education နဲ့ပတ်သက်တဲ့ content တွေတင်ပေးရမယ်နောက်ပိုင်းဆိုရင် skills like ပေါ့နော်ဘယ်လိုလေ့လာရမယ်ဘယ်လိုပုံစံမျိုးနဲ့ page မှာတွေပါညာပေါ့နော်အသေးစိတ်ကိုကျွန်တော်ပြန်တင်ပေးဖို့ license နေရှိပါတယ်အခုကြည့်ရှုပေးလူအားလုံးကိုလည်းကျေးဇူးအများကြီးတင်နေပေါ့နော်နောက်လာမယ့် content တွေကိုလည်းဆက်ပြီးမှစောင့်မျှော်ပေးကြပါအောင်